မင်္ဂလာပါခင်ဗျာဒီနေ့လူတွေမကြာခဏမေးလေးရှိတဲ့မေးခွန်းတစ်ခုနဲ့စကြင်ပါတယ်လမ်းလျှောက်ယုံနဲ့တကယ်ဝိတ်ကြနိုင်လားအဖြေကတော့ကြနိုင်ပါတယ်ဒါပေမဲ့လမ်းလျှောက်တာချင်းတူပေမဲ့ရလက်ကတော့လူတိုင်းမတူပါဘူးတချို့လူတွေကနေတိုင်းမိနစ်40တနာရီလောက်လမ်းလျှောက်နေတယ်ဒါပေမဲ့ချိန်ဝင်ပေါ်ကကဏ္ဍကမရွေ့ဘူးတချို့ကြတော့အချိန်အများကြီးမပေးနိုင်ပေမဲ့လအနှဲငယ်ကြာတဲ့အခါခါပတ်လေရော့လာတယ်အဝတ်အစားတွေပိုချောင်လာတယ်ကိုလက်လှုပ်ရှားရတာလည်းပိုပေါ့ပါလာတယ်ဒီလိုဘာကြောင့်ကြွာချရတာလဲအကြောင်းရင်းကတော့လမ်းလျှောက်တဲ့နီးလမ်းပေါ်မှာအများကြီးမူတည်ပါတယ်တကယ်တော့လမ်းလျှောက်ခြင်းဟာလူတိုင်းလုံနိုင်တဲ့လေ့ကျင့်ခန်းတစ်မျိုးပါကျင့်သွားစရာမလိုဘူးပစ္စည်းဝယ်စရာမလိုဘူးအသက်ကြီးတဲ့သူတွေလည်းလုံနိုင်တယ်ဒူးနာတဲ့သူအဝလွန်နေတဲ့သူအားကစားမလုပ်ဘူးတဲ့သူတွေအတွက်တောင်စတင်ဖို့အလွယ်ဆုံးလေ့ကျင့်ခန်းတွေကတစ်ခုပါဒါပေမဲ့လမ်းလျှောက်တာကိုအချိန်မှန်နီးမှန်နဲ့လုံနိုင်မယ်ဆိုရင်ရလက်ကပိုပြီးသိတာလာနိုင်ပါတယ်ဒီနေ့တော့1 byte အစီရောချရာမှာအထောက်အကူဖြစ်စေနိုင်တဲ့လမ်းလျှောက်နည်း၈ခုကိုတစ်ခုချင်းစီရှင်းပြပေးသွားပါမယ်ဒါပေမဲ့စမပြောခင်အရေးကြီးတဲ့အချက်တစ်ခုတော့ပြောချင်ပါတယ်1 byte တနေရာတည်းကအစီကိုရွေးပြီးချလို့တော့မရပါဘူးဒါဟာလူတော်တော်များများနားလည်မှုလွဲနေတဲ့အချက်ပါခန္ဓာကိုယ်ကအစီကျတဲ့အခါတကူလုံးကနေတဖြည်းဖြည်းကျသွားတာဖြစ်ပါတယ်ဒါပေမဲ့ကိုယ်အလေးချိန်နဲ့ကိုယ်တွင်းအစီလျော့လာတဲ့အခါ1 byte မှာစုနေတဲ့အစီတွေလည်းတဖြည်းဖြည်းလျော့လာပါတယ်ဒါကြောင့်ဒီနေ့ပြောမယ့်နီးလန်းတွေဟာ1 byte အစီကိုတိုက်ရိုက်ပျောက်စေမယ့်နီးလန်းတွေမဟုတ်ပဲခန္ဓာကိုယ်ရဲ့အစီလောင်ကျွမ်းနိုင်စွမ်းကိုပိုကောင်းလာစေဖို့ကူညီပေးနိုင်တဲ့အလေးအကျင့်တွေဖြစ်ပါတယ်ဒါဆိုရင်ပထမဆုံးနီးလန်းကနေစလိုက်ကြရအောင်ထမင်းစားပြီးခဏလောက်လမ်းလျှောက်ပေးပါထမင်းစားပြီးတာနဲ့တင်ပါလို့လေးရှိပါသလဲဆိုဖာပေါ်သွားထိုင်တာလားဖုန်းထုတ်ပြီး Facebook ကြည့်တာလားဒါမှမဟုတ်အိပ်ယာပေါ်လှည့်ပြီးအနားယူတာလားတကယ်တော့ထမင်းစားပြီးတဲ့အချိန်ဟာတစ်နေ့တာထဲမှာလမ်းလျှောက်ဖို့အကောင်းဆုံးအချိန်တွေကတစ်ခုဖြစ်ပါတယ်အပြေးသွားဖို့မလိုပါဘူးအမြန်လမ်းလျှောက်ဖို့လည်းမလိုပါဘူးထမင်းစားပြီးမိနစ်20-30အတွင်းမှာ10မိနစ်လောက်ဖြည်းဖြည်းချင်းလမ်းလျှောက်ပေးရုံနဲ့လုံလောက်ပါတယ်ဘာကြောင့်ဒီလောက်ထိအရေးကြီးတာလဲအစားစားလိုက်တဲ့အခါသွေးထဲမှာတကြားဓာတ်မြင့်တက်လာပါတယ်အဲ့ဒီအချိန်မှာခန္ဓာကိုယ်ကအင်ဆူလင်လို့ခေါ်တဲ့ဟော်မုန်းကိုထုတ်ပေးပြီးသွေးထဲကတကြားဓာတ်ကိုဆဲတွေအတွင်းပို့ဆောင်ပေးပါတယ်ဒါဟာပုံမှန်ဖြစ်စဉ်ပါဒါပေမဲ့သွေးတွင်းတကြားဓာတ်အယမ်းမြန်တက်သွားရင်ခန္ဓာကိုယ်ကအင်ဆူလင်ကိုပို့ပြီးထုတ်ရပါတယ်ဒီနေရာမှာလမ်းလျှောက်ခြင်းကအထောက်အကူဖြစ်လာပါတယ်ထမင်းစားပြီးခဏလမ်းလျှောက်လိုက်တဲ့အခါကြွက်သားတွေကသွေးထဲကဂလူးကို့စ်ကိုစွမ်းအင်ဖြစ်အသုံးပြုလာပါတယ်ဒါကြောင့်သွေးတွင်းတကြားဓာတ်မြန်တက်တာကိုအနည်းငယ်လျော့နှဲစေနိုင်ပါတယ်အကျိုးကျေးဇူးကအဲ့ဒါတခုတည်းမဟုတ်သေးပါဘူးအစာခြေဖြတ်ရတာပိုအဆင်ပြေတယ်ဘိုက်အောင်တာဘိုက်ဖောင်းတာတွေလျော့နှဲနိုင်တယ်နေ့လယ်ပိုင်းမှာအိတ်ငိုက်တာလည်းတက်တာနိုင်ပါတယ်ဒါကြောင့်အချိန်မရှိဘူးဆိုတဲ့သူတွေအတွက်ကျွန်တော်အမြဲအကြံပေးတာကထမင်းစားပြီးတာနဲ့အနည်းဆုံး10မိနစ်လောက်တော့လမ်းလျှောက်လိုက်ပါအလေးအကျင့်နှစ်မနက်အစာမစားခင်လမ်းလျှောက်ကြည့်ပါနောက်ထပ်လူတော်တော်များများမသိသေးတဲ့နီးလန်းတစ်ခုကတော့မနက်အစာမစားခင်လမ်းလျှောက်ခြင်းပါမနက်အိပ်ယာနိုးတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်ဟာညလုံးပေါက်အစာမစားထားတဲ့အခြေအနေမှာရှိနေပါတယ်ဒီအချိန်မှာအင်ဆူလင်ပမာဏကအတော်လေးနှိမ့်နေပြီးခန္ဓာကိုယ်ကစွမ်းအင်ရဖို့တိုးလောင်ထားတဲ့အဆီတွေကိုပိုပြီးအသုံးပြုနိုင်တဲ့အခြေအနေရှိပါတယ်ဒါကြောင့်နိုးချင်းမနက်စာမစားခင်မိနစ်20လောက်လမ်းလျှောက်ပေးတာကအဆီအသုံးပြုနိုင်စွမ်းကိုပိုကောင်းလာစေနိုင်တယ်လို့လေ့လာမှုအချို့မှာတွေ့ရှိထားပါတယ်ဒါပေမဲ့ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်လူတိုင်းနဲ့မကိုက်ညီပါဘူးတချို့လူတွေကမနက်အစာမစားခင်လမ်းလျှောက်ရင်မူးဝေတတ်တယ်အားမရှိသလိုခံစားရတတ်တယ်အထူးသဖြင့်စီးချိုယောဂါရှိသူတွေသွေးကြဆေးတောက်နေသူတွေဆိုရင်ပိုပြီးသတိထားဖို့လိုပါတယ်ဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကိုနားထောင်ပါအဆင်ပြေရင်ဆက်လုပ်ပါအဆင်မပြေရင်ရေတောက်ပြီးအစာနည်းနည်းစားကမှလမ်းလျှောက်တာကပိုသင့်တော်ပါတယ်နောက်ထပ်အကြံပေးချင်တာကမနက်ခင်းနေရောင်လေးထွက်နေတဲ့အချိန်မှာလမ်းလျှောက်နိုင်ရင်ပိုကောင်းပါတယ်မနက်နေရောင်ဟာခန္ဓာကိုယ်ရဲ့ဇီဝနာရီကိုညှိပေးပြီးညဘက်မှာပိုအိပ်ပျော်ဖို့ကူညီနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြထားပါတယ်အိပ်ရေးဝလာရင်အစာစားခြင်းစိတ်ကိုထိန်းချုပ်တဲ့ဟော်မုန်းတွေလည်းပိုကောင်းလာနိုင်ပါတယ်ဒါကြောင့်မနက်ခင်းလမ်းလျှောက်ခြင်းဟာကိုယ်အလေးချိန်အတွက်သာမကတနေ့တာလုံးရဲ့ကျန်းမာရေးအတွက်ပါအကျိုးရှိတဲ့အလေးကျင့်တစ်ခုဖြစ်ပါတယ်အခုထိပြောခဲ့တဲ့နည်းတွေလုပ်နေပြီးပြီဆိုရင်နောက်တစ်ဆင့်ကလမ်းကိုပိုဝေးဝေးလျှောက်ဖို့မလိုပါဘူးလမ်းလျှောက်တဲ့အချိန်ကိုပဲပြောင်းပေးဖို့လိုပါတယ်လူတော်တော်များများကဝိတ်ကြခြင်းရင်1နာရီ2နာရီလောက်လျှောက်ရမယ်လို့ထင်ကြပါတယ်ဒါပေမဲ့တစ်ခါတလေလမ်းလျှောက်တဲ့ပုံစံကိုပြောင်းလိုက်ရုံနဲ့ခန္ဓာကိုယ်ရဲ့စွမ်းအင်အသုံးပြုမှုလည်းပြောင်းလဲလာနိုင်ပါတယ်ဒီနည်းကို interval walking လို့ခေါ်ပါတယ်လုံနည်းကတော့3မိနစ်ခန့်မြန်မြန်လျှောက်ပါပြီးရင်3မိနစ်ပုံမှန်အချိန်နဲ့ပြန်လျှောက်ပါဒါကိုမိနစ်30လောက်အလှည့်ကျလုပ်ပေးရုံပါပဲစလုပ်သူဆိုရင်1မိနစ်မြန်မြန်2မိနစ်ဖြည်းဖြည်းနဲ့စနိုင်ပါတယ်ကိုအရန်ဖိအားမပေးဘဲတဖြည်းဖြည်းတိုးလုပ်သွားဖို့ပဲအရေးကြီးပါတယ်သူတေသနတချို့အရဒီနီးလန်းကပုံမှန်လမ်းလျှောက်တာထက်ကိုအလေးချိန်နဲ့ကိုတွင်းအစီရော့ကြဖို့ပိုကူညီနိုင်တယ်လို့နှလုံးကျန်းမာရေးသွေးပေါင်နဲ့သွေးတွင်းတကြားဓာတ်ထိန်းနိုင်စွမ်းကိုလည်းတိုးတက်စေနိုင်ပါတယ်ဒါကြောင့်နေ့တိုင်းလမ်းလျှောက်နေပေမဲ့ဝိတ်မကျသေးရင်အချိန်တိုးမဲ့စားအချိန်ကိုပြောင်းကြည့်ပါနောက်တနည်းကတော့ကုန်းတက်လမ်းလျှောက်ခြင်းပါဂျင်မှာဆိုရင် incline treadmill သုံးနိုင်ပြီးဂျင်မရှိရင်တရားတက်လမ်းကုန်းတက်လမ်းပန်းချံတွေကတောင်ဆောင်တွေကိုအသုံးပြုနိုင်ပါတယ်ကုန်းတက်တဲ့အခါမြေပြန့်ထက်ခန္ဓာကိုယ်ကပိုအားစိုက်ရပြီးတင်ပါပေါင်နောက်နဲ့ခြေသလုံးကြွက်သားတွေပိုအလုပ်လုပ်ရပါတယ်ကြွက်သားများများအလုပ်လုပ်လေစွမ်းအင်အသုံးပြုမှုလည်းပိုများလာနိုင်ပါတယ်ဒါပေမဲ့ဒူးအဆစ်ပြဿနာအယိုးနှူးပျက်စီးမှုဒါမှမဟုတ်ဒူးခွဲစိတ်ထားသူတွေကတော့ဆရာဝန်ဒါမှမဟုတ် physiotherapist နဲ့အရင်တိုင်ပင်သင့်ပါတယ်စတင်တဲ့အခါကုန်းသေးသေးလေးမှာ9မိနစ်လောက်ကနေစပြီးအဆင်ပြေရင်တဖြည်းဖြည်းအချိန်တိုးသွားပါနောက်တစ်ဆင့်အနေနဲ့ကတော့လမ်းလျှောက်တဲ့အခါအရန်ဖြည်းဖြည်းလည်းမဟုတ်
အရမ်းမြန်လည်းမဟုတ်ပဲကို့အတွက်တင့်တော်တဲ့အချိန်ကိုရှာဖို့အရေးကြီးပါတယ်ဒါကိုဇုံတူးလို့ခေါ်ပါတယ်စမ်းကြည့်ဖို့လည်းလွဲပါတယ်လမ်းလျှောက်ရင်ဘေးကလူနဲ့စကားပြောနိုင်သေးပေမဲ့တချင်းတစ်ပုတ်လုံးမစိုးနိုင်တော့ဘူးဆိုရင်အဲ့ဒီအချိန်ကတင့်တော်နေပါပြီဒီလိုအချိန်နဲ့ပုံမှန်လမ်းလျှောက်ပေးရင်ခန္ဓာကိုယ်ကအစီကိုစွန့်ရင်အဖြစ်အသုံးပြုနိုင်စွမ်းပိုကောင်းလာနိုင်တယ်လို့နှလုံးနဲ့အဆုပ်ရဲ့လှုပ်ဆောင်နိုင်စွမ်းလည်းတိုးတက်လာနိုင်ပါတယ်ဒါကြောင့်သူများနဲ့အချိန်ပြိုင်ဖို့မလိုပါဘူးကို့အသက်ရှူနှုန်းနဲ့ကိုက်ညီတဲ့အချိန်ကိုရှာပြီးပုံမှန်လျှောက်နိုင်ဖို့ကပိုအရေးကြီးပါတယ်နောက်တစ်ဆင့်အနေနဲ့အစီလောင်ကျွမ်းမှုကိုပိုကူညီခြင်းရင်တဘာဝပတ်ဝန်းကျင်ထဲမှာလမ်းလျှောက်ကြည့်ပါဒီလိုလမ်းလျှောက်တာကစိတ်ဖိစီးမှုဟော်မုန်းကော်တီဇောကိုလျှော့ချပေးနိုင်ပါတယ်ကော်တီဇောမြင့်လာရင်ခန္ဓာကိုယ်ကအစီပိုတိုးလောင်တက်ပြီးအထူးသဖြင့်ဝမ်းပိုက်အစီပိုတက်လာနိုင်ပါတယ်လေ့လာမှုတစ်ခုအရတဘာဝအလယ်မှာ15မိနစ်လောက်လမ်းလျှောက်ရုံနဲ့ကော်တီဇောကို14%ခန့်လျှော့ချပေးနိုင်တယ်လို့တွေးရှိထားပါတယ်ဒါအပြင်နှလုံးခုန်နှုန်းတည်ငြိမ်လာပြီးစိတ်ငြိမ်လာသလိုအစာစားခြင်းစိတ်ကိုလည်းပိုထိန်းနိုင်ပါတယ်ဒါကြောင့်တစ်ပတ်ကိုအနည်းဆုံးတစ်ကြိမ်နှစ်ကြိမ်လောက်ပန်းချံဒါမှမဟုတ်တစ်ပင်များတဲ့နေရာမှာလမ်းလျှောက်ပေးပါနောက်တစ်ဆင့်ကတော့နေ့စဉ်ခြေလမ်းရေတွက်ဖို့ပါနေ့စဉ်ခြေလမ်းရေတွက်ကိုမှတ်သားတာကရိုးရှင်းပေမဲ့အလွန်ထိရောက်တဲ့အလေးကျင့်တစ်ခုပါခြေလမ်းကိုစတင်စောင့်ကြည့်တဲ့သူတွေဟာပြင်းပြတစ်နေ့ကို3000ခြေလမ်းလောက်ပိုလမ်းလျှောက်လာတတ်တယ်လို့လေ့လာမှုတွေမှာတွေ့ရှိထားပါတယ်ဖုန်း smart watch ဒါမှမဟုတ် step counter တစ်ခုခုနဲ့စတင်နိုင်ပါတယ်ပထမ3ရက်လောက်ကိုပုံမှန်ခြေလမ်းကိုမှတ်ပြီးအဲ့ဒီထက်900ကနေ1000ခြေလမ်းပိုလုပ်ဖို့ပန်းနိုင်ထားပါဒီလိုလုပ်တာကအလေးအကျင့်ဖြစ်လာပြီးနေ့စဉ်ဆက်လုပ်ဖို့ပိုလွယ်လာပါတယ်နောက်ဆုံးနည်းလမ်းကတော့ weight ထည့်ပြီးလမ်းလျှောက်ခြင်းပါဒီနည်းကိုမိသက်သမားတွေစစ်သားတွေအားကစားသမားတွေအသုံးပြုကြပါတယ်ခန္ဓာကိုယ်အလေးချိန်ရဲ့9%ကနေ10%လောက်ရှိတဲ့ weight ကိုကြောပိုးအိတ်ထဲထည့်ပြီးပုံမှန်လမ်းလျှောက်ရုံပါပဲရေဘူးစားအုပ်ဒါမှမဟုတ်စားတောက်ကုန်တွေကိုအသုံးပြုနိုင်ပါတယ်ဒီလိုလုပ်တဲ့အခါခန္ဓာကိုယ်ကပိုအလုပ်လုပ်ရပြီးကယ်လိုရီအသုံးပြုမှု50%အထိတိုးလာနိုင်ပါတယ်ဒါအပြင်ခြေထောက်ဝမ်းပိုက်ကြွက်သားနဲ့ကိုဟန်အနေထားကိုလည်းတိုးတက်စေပါတယ်ဒါပေမဲ့အလေးချိန်အရန်မများစေပဲကိုဟန်ကိုတဲ့ထားပြီးစတင်သူတွေကရေဘူးနှလုံးလောက်နဲ့စတာအကောင်းဆုံးပါဒီလမ်းလျှောက်နေတွေကတကယ်တော့ခက်ခဲတာမဟုတ်ပါဘူးကျန်းမာရေးပြောင်းလဲမှုတွေကအကြီးကြီးတစ်ခုကနေမလာပဲနေ့စဉ်အလေးကျင့်သေးသေးလေးတွေကနေစတင်လာတာပါထမင်းစားပြီး10မိနစ်လမ်းလျှောက်တာအချိန်နည်းနည်းပြောင်းပြီးလျှောက်တာကုန်းတက်လမ်းရွေးလျှောက်တာဒီအားလေးတွေကပဲတဖြည်းဖြည်းခန္ဓာကိုယ်ကိုပြောင်းလဲပေးသွားပါတယ်အရေးကြီးဆုံးကတနေ့တည်းအများကြီးလုပ်တာမဟုတ်ပဲနေ့တိုင်းဆက်လုပ်နိုင်ဖို့ပါဒီအလေးကျင့်တွေကိုဆက်ထိန်းထားနိုင်ရင်ကိုယ်အလေးချိန်တွေမကပဲပိုပေါ့ပါတဲ့ခန္ဓာကိုယ်နဲ့ပိုကောင်းတဲ့ကျန်းမာရေးကိုပါရရှိလာပါလိမ့်မယ်ဒီနေ့အကြောင်းအရာကဒီမှာပဲရပ်ပါမယ်နောက်လာမယ့်ကျန်းမာရေးဗီဒီယိုတွေမှာလည်းဒီလိုပဲလက်တွေ့အသုံးချလို့ရတဲ့နည်းလမ်းတွေကိုထပ်ပြီးရှင်းပြပေးသွားပါမယ်ဒါအပြင်ဝမ်းပိုက်အစီရောချဖို့အလွယ်တကူစားလို့ရတဲ့အစားအစာတွေအစီလောင်ကျွမ်းမှုကိုအထောက်အကူပြုတဲ့အလေးကျင့်တွေကိုလည်းနောက်ဗီဒီယိုတွေမှာထပ်မံပြောပြပေးသွားမှာဖြစ်ပါတယ်